လို့လက်စွာရွေးချယ်လို့ရတယ်ကိုရွေးချယ်တဲ့လမ်းကဘယ်လမ်းလဲအဲ့လမ်းရဲ့အကျိုးဆက်တွေကဘာလဲအဲ့လမ်းကကိုဘယ်ကိုဆွဲခေါ်သွားနိုင်လဲဆိုတာအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ယုံကြည်ခြင်းကဘာလဲဆိုတာကိုနည်းငယ်လေ့လာသွားမှာဖြစ်ပါတယ်ယုံကြည်ခြင်းဆိုတာကအချက်လက်တွေကိုတည်ထားရုံတက်ငါကယုံကြည်ပါတယ်ဆိုပြီးပြောရုံတက်ကိုပြောချင်တာမဟုတ်ဘူးအဲ့ဒီယုံကြည်တဲ့အရာကိုဆွဲကင်ကိုးစားတာကိုဆိုလိုတာဖြစ်တယ်ပြီးတော့ယုံကြည်နိုင်တယ်ဆိုတာကဉာဏ်ရည်မြင်မာတာနေပါတာနဲ့မဆိုင်ဘူးအချက်လက်တွေကိုကောင်းမှုပြည့်စုံစွာသိနေခြင်းပေါ်မှာအဓိကမူတည်နေတယ်ဥပမာကိုကလူတစ်ယောက်ကြောင့်ကောင်းသိတယ်အဲ့လူနဲ့အရင်ရင်းနှီးတယ်အဲ့လူရဲ့ကောင်းခြင်းဆိုးခြင်းတွေအားလုံးကိုသိတယ်ဒါပေမဲ့အဲ့လူရဲ့စကားကိုယုံမလားအဲ့လူကိုယုံမလားဆိုတာကိုတော့ကိုယ်တိုင်ကဆုံးဖြတ်ရတာဖြစ်တယ်ဟေဘဲ7:1မှာပြောရလဲဆိုရင်ယုံကြည်ခြင်းဒီမျောလင့်သောအရာတွေကိုမျက်မှောက်ပြုခြင်းမမြင်သေးသောအရာတွေကိုတိမှတ်ဆွဲလန်းခြင်းဖြစ်တယ်လို့ပြောထားတယ်မျက်စိနဲ့တိုက်ရိုက်ကြီးမမြင်နေရရင်တော့မှယုံကြည်ကိုးစားတာကိုပြောချင်တာဖြစ်တယ်မြင်အောင်ကြည့်လိုက်ပါကိုကအခန်းတစ်ခုထဲမှာပိတ်မိနေတယ်ဒါပေမဲ့အဲ့ဒီအခန်းကနေလွတ်ဖို့အတွက်ထပ်ပေါက်ရှိတယ်လို့စကားတစ်ခုကိုစီရောက်လာတယ်ကိုကအဲ့ဒါကိုယုံကြည်တယ်ငါသိတယ်ငါယုံတယ်ဆိုပြီးတော့ဒီတိုင်းရက်တန့်သွားတာမဟုတ်ဘဲနဲ့အဲ့ဒီထပ်ပေါက်စီတွားပြီးတော့အဲ့ဒီထပ်ပေါက်ကနေထွက်သွားတာအဲ့ဒီအရာကိုကိုးစားလိုက်တာအဲ့ဒီအရာကတမန်ကျမ်းစာကပြောတဲ့ယုံကြည်ခြင်းဖြစ်တယ်ဒါကြောင့်ယေရှုကဖခင်ဖြစ်တယ်ကိုယ့်ရဲ့အပြစ်အတွက်အသေးခံတယ်တည်ပြီးနောက်မှာရှင်ပြန်ထမြောက်တယ်ဆိုတာကိုယုံကြည်တဲ့သူကယုံကြည်ရတဲ့အကြောင်းပြချက်တွေရှိတယ်လို့မယုံကြည်တဲ့သူကလည်းမယုံကြည်နိုင်တဲ့အကြောင်းရင်းတွေရှိနေတာဖြစ်တယ်ယုံကြည်တာမယုံကြည်တာကတော့ကိုယ်တိုင်ရွေးချယ်ရမယ်လုပ်ရတဲ့တစ်ခုပဲဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကိုယ်တိုင်ကတော့လူတွေကိုလွတ်လပ်စွာရွေးချယ်ဖို့အတွက်ကဘာလို့အစတွေကခွင့်ရပေးခဲ့တာဒါကြောင့်မလို့ကိုယ်တိုင်ကလွတ်လပ်စွာရွေးချယ်ကြပါဒါပေမဲ့ကိုရွေးချယ်တဲ့လမ်းကဘယ်လမ်းလဲအဲ့ဒီလမ်းကကိုဘယ်ကိုဆွဲခေါ်သွားနိုင်လဲအဲ့ဒီလမ်းရဲ့အကျိုးဆက်တွေကဘာလဲဆိုတာကိုတော့တေချာစွာသိထားဖို့တော်တော်လေးနော်